အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းနုပညာလောကမှာ NY အတွဲလို့ခေါ်ဆိုကြတဲ့ Nadash နဲ့ရရတို့ရဲ့အကြောင်းကိုတင်ဆက်ပေးမှာပါသူတို့ဟာအနုပညာနဲ့စီးပွားရေးလောကမှာလည်းတယောက်နဲ့တယောက်ဘယ်လိုကူညီပံ့ပိုးပေးနေလဲဆိုတာအတူတူကြည့်လိုက်ကြအောင်လားရှင်မင်းသမီးချောရရဟာကမ္ဘာကျော် brand ကြီးတွေဖြစ်တဲ့ Louis Vuitton နဲ့ Cartier တို့ရဲ့ Global Ambassador အဖြစ်လည်းနှစ်စဉ် Fashion Week တွေမှာကမ္ဘာမီဒီယာတွေရဲ့အာရုံစိုက်မှုတွေကိုရရှိနေပါတယ်နတက်ဟာဒရမာကားတွေကနေအက်ရှင်ကားတွေအထိပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားနိုင်တဲ့အက်တာတစ်ယောက်ဖြစ်တယ်လို့ကမ္ဘာကျော် brand တွေနဲ့လည်းအလုပ်တွဲလုပ်နေတဲ့ brand ambassador တစ်ယောက်ဖြစ်ပါတယ်။စီးပွားရေးဘက်မှာဆိုရင်တော့နတက်ဟာထိုင်းလန်ရဲ့ top brand ambassador တစ်ယောက်ဖြစ်ပါတယ်။ Baking, Telecom, Skincare နဲ့ Lifestyle brand အမျိုးမျိုးနဲ့အမြဲတမ်း contract ရှိနေတဲ့သူတစ်ယောက်ပါ။Nadash နဲ့ရရတို့ရဲ့ NY couple လေးဟာ2023ခုနှစ်မှာ engagement လုပ်ခဲ့ပြီးတော့အခု2026 April 10မှာ Nadash ရဲ့မွေးရက်မြေမှာထိုင်းရိုးရာပုံစံမင်္ဂလာဆောင်လေးကိုကျင်းပခဲ့ကြတာပါNadash ရဲ့အသစ်ဆောက်လုပ်ထားတဲ့အိမ်အသစ်ကြီးကလည်းအခု2026ခုနှစ်မှာအချစ်အိမ်လေးအဖြစ်ကိုပြောင်းလဲသွားပါပြီ။ရရကလည်းအိမ်ပြင်အစင်နဲ့ channel မှာပန်းမင်လေးတွေစိုက်ထားတာကိုဝါသနာပါတဲ့သူမို့သူတို့ရဲ့အိမ်လေးကတကယ်ကိုအေးချမ်းတဲ့နေရာလေးတစ်ခုဖြစ်နေတာပါ။ဒါအပြင်သူတို့နှစ်ယောက်ဟာခွေးလေးတွေကြောင်လေးတွေကိုလည်းချစ်တတ်ကြတာမို့သူတို့မွေးထားတဲ့သူတို့ရဲ့မိသားစုဝင်လေးတွေနဲ့ပျော်ရွှင်နေတဲ့ပုံကို social media မှာခဏခဏတင်လေးရှိပါတယ်။အခုနောက်ပိုင်းသူတို့ရဲ့ပရိသတ်တွေအမေးအများဆုံးမေးခွန်းကတော့ဘယ်တော့ကလေးယူမှလဲဆိုတာပါပဲ။ Nadash ကတော့သူကကလေးအရန်ချစ်တဲ့သူဖြစ်လို့ရင်သွေးလေးကိုအမြန်ဆုံးမျှော်လင့်နေတယ်လို့အင်တာဗျူးတွေမှာဖြေကြားပူပါတယ်။ရရကလည်းအလုပ်တွေအရန်ရှုပ်နေပေမဲ့မိသားစုဘဝကိုဦးစားပေးခြင်းနဲ့လို့ပြောထားတာကြောင့်2026ခုနှစ်ကုန်ပိုင်းမှာသတင်းကောင်းကြားရမလားဆိုတာပရိသတ်တွေကစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေကြတာပါ။ကဲကြည့်ရှုနေကြတဲ့သူတွေထဲမှာရော NY couple ရဲ့ fan တွေပါလားဆိုတာ comment မှာရေးသားပေးကြပါအောင်နော်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together channel ကို like and follow လေးလုပ်သွားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်Let's watch together